အားလုံးပဲမင်္ဂလာပါ။ကင်း channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အခုဒီလို line ပေါ်မှာပရစ်တွေအများကြီးရောင်းနေတာတွေ့ရပါတယ်။ဒီပရစ်တွေကိုဘယ်လိုဖမ်းလာခဲ့တယ်ဘယ်လိုရှာဖွေလာခဲ့တယ်ဆိုတဲ့ဗီဒီယိုလေးကိုကျွန်တော်နဲ့အတူကြည့်လိုက်ကြရအောင်။ဒီပါတယ်ပရစ်တွေအကြများတယ်ပေါ့နော်ပရစ်အတိုးများပါတယ်ပရစ်အစီကြများပါတယ်သင်လေးကိုအနည်းချက်လေးတက်ကြဒီလိုပရစ်ဖမ်းနည်းမျိုးကိုကျွန်တော်တစ်ခါမှမတွေ့ဘူးပါဘူးဒါပထမဆုံးတွေ့ရတာဖြစ်ပါတယ်ဒီမှာပါစင်ထဲမှာဒီလိုပရစ်တွေအရင်ကြာနေပြီဒါ9နာရီည9နာရီမှာရှိနေတဲ့ပရစ်အနေထားလေးပါရှင်ဒါလေးကတော့ပရစ်တန့်စင်နီးလေးပြပေးတာပါဒီလိုကြောက်ပရစ်လေးတွေကတစ်ခေါင်ချင်းစီကိုဒီလိုဒါကရပြီးသားပရစ်တွေကိုဘိုက်ဖောက်ပြီးတော့အထဲကကြီးတွေပါပြီးထုတ်ပြနေတာเนาะတရှင်းလုံးမှာပြီးတော့ပေးချစွာချီပေါက်တန့်စင်ပြီးတော့မှအကျော်ရင်စားလို့ပိုကောင်းပါတယ်ဒါမင်းတို့တန့်နေတာလေးပေါ့เนาะဒါတစ်ခေါင်ချင်းစီဒီလိုမျိုးဇာကနာလေးနဲ့ပေါ့เนาะချီနဲ့အစာကြီးကလေးထုတ်ပေးတာပါသူအထက်ထဲမှာအဲ့လိုအစာလေးပေါ့เนาะအစာကျတော့သူကဖွဲနှုတ်နဲ့ဖမ်းတာဖြစ်တဲ့ပြည့်သေးသေးလေးတွေနော်ပြည့်အရန်လည်းမကြည့်ဘူးတို့ကြောက်ပြည့်လို့ဟောအေးထားတာတွေ့တာပါပဲတစ်ခေါင်ချင်းစီတေးချစွာတန့်ပေးတာပါဒါကတော့မတန့်ရသေးတဲ့ပရစ်လေးတွေပေါ့နော်ဒါမတန့်ရသေးတဲ့ဟာလေးတွေကိုမှအခုလိုတစ်ခေါင်ချင်းစီတေးချစွာတန့်စင်ပြီးတဲ့အခါမှာနောက်ဆုံးရလက်ကဒီလိုပေါ့နော်တန့်ပြီးသားဟာလေးတွေကိုမှရေထက်ဆေးပြီးချင်းစစ်တုံလေးနဲ့ကြော်ပေးတာဖြစ်လို့တိတ်ချကြကြည့်တာစားသုံးလို့ရပါတယ်ဒါကတော့ပရစ်တန့်နေတာလေးပါတန့်နေတဲ့ပုံစံလေးမသိဘူးလေဟိုမင်းတို့ပြထားတဲ့ပုံလေးတိုင်းပေါ့နော်အိမ်မှာကိုယ့်ဘာသာကိုတေးချစွာတန့်စင်လို့ရအောင်လို့တန်ဒီလေးပြပေးတာပါရှင့်တ िश ူလေးတဲ့အတွက်ကျေးဇူးအများကြီးပဲတင်ပါတယ်ဒါရတော့နေလေးဖြစ်ပါလိမ့်ရှင်လုံဝင်လိုက်တာတဲ့ဈေးပေးရတာနဲ့တန်ပါတယ်ကွယ်ဆိုကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ပါတယ်ဒီပရစ်လေးတွေကလေတကယ်ကိုလက်ဝင်ပါတယ်အိမ်မှာကိုယ့်ဘာသာကိုတန်မီယာပရစ်တွေကိုကြော်နေတာဖြစ်ပါတယ်ဟိုကြော်စားမယ်ဆိုလို့ရှိရင်လေစိတ်ရှည်နဲ့တစ်ခေါင်ချင်းစီတေးချစွာဖောက်လို့ရှိရင်အနည်းဆုံးအချိန်ကတော့လေ2နာရီနဲ့3နာရီကြားအထိကိုကြားတဲ့အထိကိုဟိုလက်ဝင်တယ်ပေါ့နော်အကောင်သေးသေးလေးတွေမို့ तू ကလေအကောင်သေးသလောက်အစိတ်ပြင်းနေဆိုတဲ့အတိုင်းပဲပေါ့နော်အကောင်လေးတွေကသေးပေမဲ့လေအရသာလေးကတော့လေပရစ်ထွက်တဲ့ပရစ်တွေအကုန်လုံးထဲမှာပေါ့နော် तू ကအချို့ဆုံးအရသာကိုခံစားရပါတယ်ပဇွန်စိတ်ကလေးတွေစားရတယ်လို့မျိုးပဲပေါ့နော်ဒီကောင်ချင်းစီကချိုလေးနဲ့ကျွတ်ကလေးအရသာလေးကိုမှားရင်စားသုံးမယ်ဆိုလို့ရှိရင်တော့ဒီပရစ်ကလေးတွေကိုစားဖို့ recommend ပေးပါတယ်ဒါပေမဲ့ဒီပရစ်လေးတွေကလေချီပေါက်တက်ဆင်ထားတာဖြစ်ပေမဲ့အတောင်ဟို6ထောက်ကလေးတွေလည်းပါတယ်ဖြစ်တဲ့အတွက်ပေါ့နော်စားကြည့်နေရင်းနဲ့တော့စားကျင်စိတ်တွေပေါက်လာပြီနော်မယ်ဆိုလို့ရှိရင်တော့နည်းနည်းလေးယူတစ်ဆိုင်လေးနဲ့စားလို့ရှိရင်တော့ပို့ပြီးတော့စားလို့ကောင်းမှာပေါ့နော်ဒါလေးကတော့မင်းတို့ရဲ့ပရစ်ကြော်လေးကိုဒီနေ့အတွက် order လေးကိုကြော်နေတာလေးပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးပဲတင်ပါတယ်ဒါကတော့နောက်ဆုံးအဆင့်အဲ့ပါကင်ထုတ်ပြီးတော့ထုတ်ပိုးနေပါကင်ထုတ်ပိုးနေတာကိုတွေ့ရပါတယ်ဒါပြည့်ကြော်လေးတွေပေါ့နော်ပါကင်